Yo man, why are you so late? I've been waiting for you for an hour. Sorry man, I was really stuck in the traffic. ရင်ကြောပိတ်တာကိုဘယ်လိုပြောမလဲကားကြက်နေလို့ကားပိတ်နေလို့ရင်ကြောပိတ်နေလို့နောက်ကျရဆိုလို့ရှိရင် I'm stuck in the traffic နဲ့ပြောလို့ရပါတယ် I'm stuck in the traffic. I'm late because I was stuck in the traffic. So ရင်ကြောပိတ်တဲ့ impact ကကိုယ့်ရှိမှာတိုက်ရိုက်တက်ရောက်မှုရှိတယ်ရင်ကြောပိတ်တဲ့ process တွေမှာကိုကပါနေတယ်ပေါ့ရင်ကြောပိတ်တဲ့အတွက်ကိုယ့်ကိုနောက်ကျစေတယ်ရင်ကြောပိတ်တဲ့အတွက်ကိုယ်ကိုတစုံတစ်ခုလွဲချော်စေတယ်အားကြောင့်မို့ကျွန်တော်တို့က stucking နဲ့သုံးပါတယ် stucking ကတစုံတစ်ခုမှာညက်နေတာတခုမှာပိတ်မိနေတာဆိုတာကိုပြောတာဖြစ်ပါတယ်ဆိုတော့ရင်ကြောပိတ်တဲ့ process တွေမှာတော့တိုက်ရိုက်ပါမနေဘူး impact ဖြစ်မနေဘူးဒါပေမဲ့ရင်ကြောပိတ်တဲ့အကြောင်းပြောချင်တယ်ဆိုလို့ရှိရင်ပြောလို့ရတဲ့နည်းတွေရှိပါတယ် a lot of traffic There is a lot of traffic in the downtown area today man traffic ကဒီနေရာမှာလမ်းပေါ်မှာအလှရှာသွားလာနေတဲ့ရွေ့ရသွားလာနေတဲ့ရှင်နေဟူသည်များကိုကျွန်တော်ပြောလို့ရတယ်မော်တော်ဆိုင်ကဖြစ်ရင်ဖြစ်မယ်ကားဖြစ်ရင်ဖြစ်မယ်စသဖြင့်ပေါ့နော်ရှင်နေအကုန်လုံးကိုပြောတာဖြစ်ပါတယ် a lot of traffic ဖြစ်တဲ့အတွက်ဒီနေအများကြီးရှိနေဆိုတာကိုပြောတဲ့အတွက်ကျွန်တော်တို့ကတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်လမ်းကျက်နေတယ်ကားပိတ်နေဆိုတာကိုပြောတာဖြစ်ပါတယ် a lot of traffic so much traffic လည်းပြောလို့ရတယ် heavy traffic လည်းပြောလို့ရတယ်ဒီနေရာမှာတစ်ခုသတိပြုရမှာက traffic က uncountable noun ပါ uncountable noun ဖြစ်တဲ့အတွက် s တွေထည့်ပြီးပြောလို့မရဘူး a တို့ and တို့ article ထည့်ပြီးပြောလို့မရပါဘူးနောက်တစ်ခုကကြတော့ကျွန်တော်လမ်းပေါ်မှာရင်ကြောပိတ်ဆို့မှုနည်းနည်းပဲရှိတယ်ရင်ကြောပိတ်ဆို့မှုမရှိတဲ့လောက်ပဲနည်းတယ်ပေါ့နော်နည်းတယ်ဆိုလို့ရှိရင် there is little traffic ပြောလို့ရပါတယ် there is light traffic လည်းပြောလို့ရတယ်ဒီနေ့လမ်းရှင်းတယ်ရင်ကြောပိတ်ဆို့မှုတိတ်မရှိဘူးဆိုလို့ရှိရင် there is no traffic လို့ပြောလို့ရပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်ရင်ကြောပိတ်ဆို့မှုကို traffic jam လို့ခေါ်ပါတယ် traffic jam က countable noun ဖြစ်တဲ့အတွက် s တွေထည့်ပြောလို့ရတယ် a တို့ and တို့ article ထည့်ပြီးပြောလို့ရပါတယ် traffic jam လို့သုံးလို့ရပါတယ်နောက်ဆက်ပြောလို့ရတဲ့ name ခုရှိတယ်ကကြတော့ great lock ပါ great locked so the traffic is great lock ပြောလို့ရတယ်နောက်ဆုံးတစ်ခုကကြတော့ bumper to bumper ပါအကြောင်းမြန်မာမှာဆိုလို့ရှိရင်ကားရှေ့ချမ်းနဲ့နောက်ချမ်းမှာပါတဲ့ bumper ပေါ့နော် bumper တစ်ခုနဲ့တစ်ခုကန့်နေဆိုတာကကျွန်တော်တို့ hardly moving ပေါ့သိရွေ့မနေဘူးဆိုတော့ traffic ရှိနေဆိုတာကိုပြောတာဖြစ်ပါတယ်အားကြောင့်မို့ bumper to bumper the traffic is bumper to bumper လို့ပြောပါတယ် so traffic အကြောင်းကိုပြောမယ်ဆိုလို့ရှိရင်ဒီလိုတွေအသုံးပြီးပြောလို့ရပါတယ် see you in the next video peace